မင်္ဂလာပါပရိသတ်ကြီးရဲ့ Story Heroes Channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်။ပုံမြင်ကောင်းများစွာကိုတင်ဆက်ပေးနေတဲ့ညီမတို့ရဲ့ channel လေးကို like and subscribe လုပ်ရသေးလို့ရှိရင်လုပ်ထားဖို့မမေ့နဲ့နော်။မလကာတီးတဲ့ဤဘဝအလေအပြောင်းဆက်ဆဲပူကြီးရရဲ့ဒေါ်လေးတနေရရဲ့တဲဆုပ်တဲဟောင်းလေးတစ်ခုမှာဂုံပီဆိုတဲ့အမျိုးသမီးတဦးနေထိုင်ပါတယ်။ရွာသူရွာသားများကသူမကိုမဆလာနဲ့မလကာတီးရောက်တဲ့အမျိုးသမီးလို့ခေါ်ကြပါတယ်။ဘာကြောင့်လဲဆိုတော့သူမဟာမနက်ဘက်ပိုင်းမှာမလကာတီးများကိုရောင်းချပြီးတော့ညနေဘက်ပိုင်းမှာကျေးရတဲ့ကသူများအတွက်ဟင်းခတ်အမွေရကြိုင်များနန်းတွင်ငရုတ်သည်စားသည်တို့ကိုကြိတ်ခွဲပြီးတော့ဝမ်းစာအတွက်ရောင်းချတာကြောင့်ဖြစ်ပါတယ်။ဂုံပီရဲ့ခင်ပွန်းဟာကွယ်လွန်သွားခဲ့တာကြာပါပြီ။သူမမှာမိသားစုဝင်ဆိုလို့အသက်12နှစ်အရွယ်သူမရဲ့သမီးငယ်လေးမိနာသာကျန်ရှိပါတော့တယ်။သမီးလေးဟာသူမရဲ့တူဦးတီတော်မိသားစုလေးဖြစ်ပါတယ်။ဂုံပီဟာသမီးလေးနဲ့အတူခက်ခဲသောနေ့ရက်များကိုကြော်ဖြတ်ရပါတယ်။မိမိသမီးပိုက်စာရဲ့ဒီနေ့အတွက်ဗာများစားစရာရှိလဲဆိုပြီးတော့မေးလိုက်ပါတယ်။သမီးရေလောလောဆယ်တော့အိမ်မှာဘာမှမရှိသေးဘူး။အစာပြေအောင်မလကာတီးစားထားလိုက်ပါလား။မလကာတီးကပိုက်ဝတာမှမဟုတ်တာမိမိရဲ့။သမီးကထမင်းတို့ရိုတီတို့စားချင်တာ။အေးပါသမီးရဲ့အမေသိပါရဲ့။မမေဒီနေ့ဈေးမှာမလကာတီးတွားရောက်လို့ဈေးအောင်ရလို့ရှိရင်သမီးအတွက်ရိုတီလုပ်ပေးပါမယ်လို့ပြောလိုက်ပါတယ်။သူမသမီးလေးရဲ့စာလာမှုကိုမြင်ပြီးတော့ဘာမှမလုပ်ပေးနိုင်တာကိုမြင်တော့ဂုတ်ပီရဲ့မျက်ဝန်းမှာမျက်ရည်တွေကျလာပါတယ်။ဒါကိုမိနာကမြင်တော့ရပါတယ်မိမိရဲ့ဒုက္ခမရှာပါနဲ့။သမီးမလကာသည်ပဲစားလိုက်ပါမယ်။သမီးအတွက်မပူပါနဲ့လို့ပြောလိုက်ပါတယ်။ခဏအကြာမှာတော့ဂုတ်တီဟာလက်ဆက်သောမလကာသည်များကိုယူပြီးတော့ဈေးသို့ထွက်လာခဲ့ပါတယ်။ဂုတ်တီရဲ့ဒီမလကာသည်တွားရောက်တော့မလို့လား။ညီဘဝကလည်းမလွယ်ပါလားအေးဘယ်အချိန်ထိဒီတောင်ကြီးထမ်းပြီးရောင်းမှာတော့အော်အမရဲ့ဒါကကျမရဲ့တခုတည်းသောအဝင်ငွေပေးတဲ့အလုပ်လေးဒီကနေပြီးတော့အနှဲငယ်ဝင်ငွေရတော့လေလုပ်ရတာပေါ့အဲ့ဒီလိုနဲ့မကြခင်မှာဂုံတီဟာဈေးတို့ရောက်ရှိလာပြီးတော့လမ်းဘေးတနေရာမှာထိုင်လိုက်ပါတယ်မလကာကြီးတွေလက်တယ်နော်တစ်လုံးမှ30ရူပီးပဲနော်ဝယ်သူများကလာပြီးတော့မလကာသီးများကိုကြည်ကဘသူမှမဝယ်ပဲထွက်သွားကြပါတယ်။အချို့သောလူတွေကြတော့လေ30ရူပီးရဲ့စား9ရူပီးသာပေးမယ်ဆိုပြီးတော့ဈေးစေကြပါတယ်။အကိုရဲ့ဒီ9ရူပီးနဲ့ကျမရဲ့အိမ်မှာဘယ်လိုစားလို့လောက်မှာလဲရှင်။ကျမလည်းဈေးများကြီးတင်ထားတာမဟုတ်ပါဘူး။မင်းရဲ့အိမ်မှာစားဖို့လောက်မလောက်ငါစိတ်ဝင်စားဖို့။မင်းရဲ့မန်ဒီမလကာသီးက9ရူပီးအမြင့်ဆုံးပဲ။ဂုံပီဟာဒီနေ့လုံးဝမရောင်းရမှထပ်စားလို့ရှိရင်နည်းနည်းရောင်းရလဲအဆင်ပြေလောက်မယ်လို့တွေးပြီးတော့ရောင်းမိခဲ့ပါတယ်။ဒီကနေ့မှာတော့သူမဟာရူပီ20ဖို့သာရောင်းရခဲ့ပါတယ်။ထို့နောက်သူမကချင်းနောက်ကိုတည်ပြီးတော့ပင်မနွမ်းနဲ့စာနဲ့အိမ်ကိုပြန်လာခဲ့ပါတယ်။မိမိပြန်လာပြီ။သမီးမိမိကိုအကြာကြီးစောင့်နေတာ။အော်ငါသမီးလေးပိုက်စာနေပြီလား။မိမိချက်ပြုတ်လိုက်အောင်မယ်နော်။သူမဟာရူပီ20ဖြင့်ဂျုံမုတ်အနေငယ်ဝယ်လာပြီးတော့ချက်ပြုတ်ခဲ့ပါတယ်။စားတောက်ပြီးနောက်မှာတော့အိယာဝင်အချိန်မှာကြေးရထဲမှာအမျိုးသမီးတဦးရောက်ရှိလာပါတယ်။ဂုတ်တီရဲ့ဒီငရုတ်တီ6တွေကိုကြိတ်ပြီးမနှက်ဖြန်အိမ်ကိုပို့ပေးပါ။ကောင်းပါပြီရှင်။ကျွန်မမနှက်ကြရင်လာပို့ထားပေးလိုက်ပါမယ်။ဂုတ်တီဟာငရုတ်တီ6များကိုကြိတ်ခွဲရင်စတင်ပါတယ်။မိမိငရုတ်တီးတွေကအရန်ကိုဆက်ပြီးတော့လက်တွေပူနေမှာမိမိဘာလို့ဒီအလုပ်ကြီးကိုဆက်လုပ်နေတာလဲသမီးရဲ့ဒီအလုပ်ကနေလဲအိမ်အတွက်အနှဲငယ်ဝင်ငွေတွေရနေတာမဟုတ်လားသမီးလေးအိတ်တော့နော်မိမိအလုပ်တွေဆက်လုပ်လိုက်အောင်မယ်နောက်တနေ့မနက်မှာတော့ဂုတ်ပီဟာမလကာသီးများကိုရောက်ကြရဲ့ဈေးသို့သွားခဲ့ပါတယ်သွားတဲ့လမ်းမှာသူမဟာသူ့တော်စင်တယောက်နဲ့တွေ့ပါတယ်သမီးလေးရဲ့ပပပိုက်စာနေလို့စားစရာလေးများရနိုင်မလားရတာပေါ့ပပရဲ့ကျမစီမှာမလကာသီးပါလာပါရဲ့ရော့ပါပပဂုံတီတီသူမရဲ့ချင်းထဲမှာအကောင်းဆုံးမလကာသီးတစ်လုံးကိုပေးလိုက်ပါရဲ့သမီးလေးရဲ့ကျင်းအောင်မှုကိုမြင်ရတော့ပပအရန်ကြည်နေပါရဲ့ဒီမျိုးစိလေးကိုယူလိုက်ပါသမီးရဲ့တဲအနီးနားမှာစိုက်ပါဒါကတာမန်မျိုးစိမဟုတ်ဘူးမော်မျိုးစိပဲကွမော်မျိုးစိဟုတ်လားဒါပေမဲ့ပပကျမနေတဲ့မြေကွက်ကဘာဆက်ဆက်အပြည့်မဖြစ်ထုံမှုပပရဲ့စရဲမှန်နဲ့စိုက်လို့ရှိရင်အတီးတီးလာမှာပါသမီးရဲ့သမီးတို့အကျိုးရှိလာလိမ့်မယ်
အဲ့ဒီလိုပြောပြီးတော့သူတော်စင်ကြီးဟာထွက်ခွာသွားပါတယ်အဲ့လိုနဲ့ဂုံတီဟာအလုပ်ကိုထောက်ခါလာပါတယ်တရက်လုံးစီးထဲမှာအချိန်ကုန်ဆုံးပြီးတော့အနှင်းငယ်သားရောင်းရခဲ့ပါတယ်အဲ့နောက်မှာတော့သူမကအိမ်ကိုပြန်လာခဲ့ပါတယ်အိမ်ရောက်တည်နဲ့ဂုံတီတီသူမရဲ့ပဝါထဲမှာထည့်ထားတဲ့မျိုးစီများကိုသတိရလာပါတယ်သူမဟာအိမ်နောက်ဖေးဘက်မှာ၎င်းတို့ကိုစိုက်ပျိုးဖို့လုပ်လိုက်ပါတယ်မိမိဘာလုပ်နေရလဲဒီမီကစိုက်လေဘာမှတီးမှမဟုတ်ဘူးလေမိမိသိပါရဲ့တမီးလေးရဲ့ဒါပေမဲ့စူးစမ်းကြည့်လို့ရှုံးမရှိဘူးလေတမီးရဲ့အဲဒီလိုပြောပြီးတော့မျိုးစီများကိုစိုက်ပျိုးပြီးတော့သူမနဲ့တမီးဟာတဲထဲသို့ပြန်လာပါတယ်နောက်တနေ့မနက်မှာတော့မြေကြီးထဲမှာအစင်းရောက်အညောင်ငယ်တစ်ခုပေါ်ပေါက်လာပါတယ်ရဲအနေငယ်အတွင်းအညောင်ငယ်လေးဟာမလကာပင်ကြီးတစ်ပင်အဖြစ်သို့ကြီးထွားလာပါတယ်သို့တော့၎င်းမလကာသီးများသည်တာမန်မလကာသီးများမဟုတ်ပေအဲ့ဒီအသီးတွေထဲမှာဟင်းခတ်အမွှေးကြိုင်များရဲ့ရင်းနှံ့နေရရှိပါတယ်မိမိဒါကမှော်ပင်နဲ့တူတယ်နော်ဒီမလကာသီးတွေကဟင်းခတ်အမွှေးကြိုင်နဲ့လည်းရတယ်သီးတဲ့မလကာသီးတွေကလည်းအကြီးကြီးတွေပဲဟုတ်တယ်သမီးရေဘဘကမိမိတို့ကိုစုချီးမြှင့်လိုက်တာဖြစ်မယ်အဲ့ဒီနောက်မှာတော့ဂုံပီဟာမှော်ပင်မရရှိတဲ့မလကာသီးများကိုခူးယူပြီးတော့ဈေးသို့ရောက်ရှိလာပါတယ်သူမရဲ့ကြီးမားလှပပြီးလက်ဆက်သောမလကာသီးများကိုမြင်သောအခါဘယ်သူမဆိုမလကာသီးများကိုစားခြင်းစိတ်ဖြစ်ပေါ်စေပါတယ်။ဟိုးဒီလောက်ကောင်းတဲ့မလကာသီးမျိုးကျွန်တော်တသက်မတွေ့ဘူး။အတော့ဒီမလကာသီးတစ်လုံးကဘလောက်လဲ။တစ်လုံးကို10ရူပီးပါပဲကွယ်။10ရူပီးဟုတ်လား။ဒီလိုကောင်းတဲ့မလကာသီးရဲ့အတွက်10ရူပီးဆိုတာဈေးချွန်လို့နဲ့30ရူပီးလောက်ရောင်းတဲ့နဲ့ဒီမှာတော့30ရူပီးပါ။အဲ့ဒီစကားကိုကြတော့ဂုံပီဟာအရန်ကိုဝမ်းသာသွားပါတယ်မလကာသီးတစ်လုံးအတွက်သူမအားတစုံတစ်ယောက်က30ရူပီးဖြင့်ပေးဝယ်မှာကိုသူမဘယ်တော့အခါမှမျှော်လင့်ထားခဲ့ခြင်းမရှိတာကြောင့်ဖြစ်ပါတယ်အဲ့ဒီချိန်မှာစပြီးတော့သူမကမလကာသီးများကို30ရူပီးဖြင့်ရောင်းချခဲ့ပါတယ်ပထမဆုံးနေ့မှာပဲသူမဟာရူပီး1000ဘူးရောင်းရခဲ့ပါတယ်ဒီနေ့တော့ဈေးအရင်ရောင်းရတာပဲဈေးတဲကနေပြီးတော့သမီးလေးစားကျင်တဲ့မုတ်တွေဝယ်သွားရမယ်မုတ်တွေဝယ်ပြီးအိမ်ကိုပြန်သွားတော့မိနာလည်းအရန်ကိုပြည့်ရှင်သွားပါတယ်အဲ့ဒီလိုနဲ့ဂုံတီရဲ့ဓမဲဟာသူတို့ရဲ့နေတစ်ခုလုံးမှာတဖြည်းဖြည်းနဲ့ကြော်ကြလာပါတယ်ဂုံတီတို့ရဲ့စင်းရဲချစ်ဟာလည်းတဖြည်းဖြည်းနဲ့လျော်နေလာပါတယ်အဲ့ဒီအချိန်မှာကျေးရမြရှင်ကြီးကျော်သီရဂူဘီဟာဂုံတီရဲ့အောင်မြင်မှုများကိုမြင်တဲ့အခါမနာလိုဖြစ်လာပါတယ်သူကသူ့ရဲ့ကျုံများအားဒီညဂုံတီရဲ့ခြံကိုသွားပြီးတော့မော့အပင်ကိုနှုတ်ယူခဲ့ကြပြီးရင်ငါရဲ့ခြံထဲမှာစိုက်မယ်လို့အမိန့်ပေးလိုက်ပါတယ်အမိန့်ရရှိပြီးနောက်မှာတော့ကျုံများဟာညနေအချိန်မှာထောက်ခွာသွားကြပါတယ်သူတို့ဟာအပင်ကိုထိတီနေတပြိုင်နက်အပင်မှာတောက်ပသောအလင်းရောင်များထွက်ပေါ်လာပါတယ်ပြီးတော့ကျောင်းလောက်ဖွယ်အတန်တန်ထွက်ပေါ်လာတာကြောင့်သူတို့အားလုံးထွက်ပြေးလာခဲ့ရတာပေါ့ဒါပေမဲ့ကျော်သီကလက်လျှော့တက်သူမဟုတ်ပေဒါကြောင့်သူကကျေးရွာထဲမှာကောလာဟာလများကိုဖြန့်ခဲ့ပါတယ်ဒီရပင်ကကျိတ်စာတင့်နေတဲ့ဂုံတီကမှော်တက်တွေနဲ့လှုပ်ထားတဲ့ဆိုပြီးတော့မဟုတ်မမှန်ဆွဆွဲတာပေါ့ကျေးရွာတဝန်းမှာအဲ့ဒီတင်ကပြန့်နှံ့သွားတဲ့အခါမှာတော့ရွာသားတွေအားလုံးကအလန့်တကြားဖြစ်လာကြတယ်အဲ့ဒီအခါရွာသူကြီးကဂုံတီရဲ့ဒီအပင်ကချင်းရအတွက်ဘေးဖြစ်လိမ့်မယ်ငါတို့အားလုံးကိုပေးလိုက်ပါလို့ပြောလိုက်ပါတယ်ဂုံတီကလည်းဒီအပင်ကကျမကိုသူ့တော်စေတပားကပေးခဲ့တာပါဒါဟာဘ ᱹ မှမထိခိုက်ဘူးကျမဘ ᱹ မှမပေးနိုင်ဘူးလို့ပြောလိုက်ပါတယ်အဲ့ဒီလိုပြောလိုက်တာကြောင့်ရွာသားတွေအားလုံးဟာလည်းလက်လျှော့ပြီးပြန်သွားခဲ့ပါတယ်အဲညမှာသူတော်စင်ကနောက်တစ်ချိန်ပြန်ပေါ်လာပါတယ်သမီးရဲ့မနှက်ဖြင့်မနှက်ကြရင်ဒီပင်ရဲ့အမှန်တရားကိုလူတိုင်းသိရှိသွားကြလိမ့်မယ်။ဘာကိုမှမကြောက်နဲ့လို့ပြောပြီးတော့ပျောက်ကဲသွားခဲ့ပါတယ်။နောက်တနေ့မနက်မှာကြေးရထဲကလူတွေအားလုံးကအပင်ရဲ့ပတ်လည်ကိုရောက်ရှိလာကြပါတယ်။အဲ့ဒီအချိန်မှာအပင်ဟာရုတ်တရက်တောက်ပလာပြီးတော့မလကာသီးများကျွေးကြလာပါတယ်။မလကာသီးများကိုစင်ရဲသားများကကောက်ယူတဲ့အခါမွှေးကြိုက်သောဟင်ခတ်အမွေအကြိုင်များအဖြစ်သို့ပြောင်းလဲသွားပါတယ်။ဒါပေမဲ့လောဘကြီးတဲ့ကျော်သီးကောက်ယူတီနဲ့တပြိုင်နက်မလကာသီးများဟာပြာဖြစ်သူပြောင်းလဲသွားပါတယ်။ဟင်ဒါကဘလို့ဖြစ်တာလဲ။ဒီအပင်ကကြိုးစားပန်းစားသူများနဲ့ကျင်နာတက်တဲ့သူများအတွက်သာဖြစ်တယ်
လောဘသားများအတွက်ဘရောမှအတိမတီးဘူးလို့ပြောတမ်းကြလိုက်ပါတယ်။ရွာသူရွာသားများကဤစကားကိုကြားရသောအခါအလန့်တကြားဖြစ်သွားကြပါတယ်။သူတော်စင်ကထွက်လာပြီးအလုံးကိုရှင်းပြတာကြောင့်ဂုံတီရဲ့အမှတ်တရားကိုလူတိုင်းသိရှိသွားကြပါတယ်။ဂုံတီကျွန်တော်တို့တွေအားလုံးအမအပေါ်နားလည်မှုတွေလဲခဲ့ကြတယ်။အခုတော့ဒီအပင်ကကျေးရွာတစ်ခုလုံးအတွက်ဒုက္ခချမ်းသာကိုယူဆောင်လာတာဖြစ်တာကိုကျွန်တော်တို့သိလိုက်ရပါပြီဗျာ။ယူသားမှုကျင်နာမှုနဲ့စေတနာဖြစ်ရောင်းတဲ့အသီးနှံများဟာအမြဲတမ်းချုံမိန်ပါရဲ့။ကျူစာထုံမှုနဲ့ယူသားမှုသာလျှင်စစ်မှန်သောပျော်ရွှင်မှုကိုစောင့်ကျဉ်ပေးပါရဲ့။လောဘကတော့အမြဲတမ်းပြဖြစ်ရပါရဲ့။ပုံမြင်လေးကတော့ဒါပါပဲကွယ်။